အားလုံးပဲမင်္ဂလာပါဒီခေတ်နောက်ပိုင်းမှာလောကီဆရာတွေလောကီလမ်းနဲ့ပတ်သက်တဲ့ဝိဇာဒရာတက်ပညာရှင်တွေကပိုပြီးတော့များပြားလာလိမ့်မယ်ပိုပြီးတော့လူတွေယုံကြည်အားကိုးလာလိမ့်မယ်နောက်ပိုင်းမှာလည်းဝိဇာဒရာတက်ပညာလောကီပညာတွေကပိုပြီးတော့မှထွန်းပေါက်လာလိမ့်မယ်ထွန်းကားလာလိမ့်မယ်ခြေပြန်လာလိမ့်မယ်အများကြီးလူတွေသိလာကြလိမ့်မယ်ထိုနည်း၎င်းသိလာကြတဲ့အားလျော်စွာမှာလိုရဲလိုဝဲလာတဲ့ကဏ္ဍပိုင်းကြီးများပြားလာလိမ့်မယ်သတိထားစရာလေးတစ်ခုကတော့ထို့သူများပြားလာတဲ့အထက်မှာတဘာဝအပြင်လူလိမ်နေလူယုံမာတွေပေါ်လာလိမ့်မယ်ခိုင်းကဏ္ဍဖြစ်စေလောကီလမ်းစဉ်ဖြစ်စေအောက်လမ်းဖြစ်စေထက်လမ်းဖြစ်စေကုလက်ဆရာဖြစ်စေအလိမ်ညာတွေပေါ်ထွန်းလာလိမ့်မယ်ပေါ်ထွက်လာလိမ့်မယ်အဲ့ဒီထဲမှာသတိထပ်ထားစရာကအထက်လမ်းရေလိုအမိခံပြီးတော့မှနောက်ွယ်မှာကျတော့အောက်လမ်းလုံနေတာမျိုးတွေကျင်းသေးတာတစ်ခုကခုနှစ်သားသမီးနေနဲ့ကြည်တင်တယ်မြင်တင်တာကဘာလဲဆိုတော့အထက်လမ်းဆရာမှန်ရင်တရေမမွေဘူးတရေကိုခိုင်မစားဘူးတရေနဲ့သက်ဆိုင်နဲ့ရုပ်ဒီဟာလာတုတ်တန်နဲ့ပတ်သက်တဲ့အရာတွေကိုအိမ်မှာထားမထားဘူးတနက်မှာလည်းထားမထားဘူးဖះကိုအလွန်အမတန်ကြီးညိုသောထက်လန်းဆရာတွေဖြစ်တယ်အဲ့တော့ဝိဇ္ဇာကြီးကလည်းအကြီးရှိနေမှာမဟုတ်ဘူးနှက်ကြီးကလည်းအကြီးရှိနေမှာမဟုတ်တရေတွေကလည်းအကြီးရှိနေမှာမဟုတ်ထက်လန်းဆရာတွေကအဲ့ဒါလေးသတိထားစင်ခြင်းဖို့ပေါ့တချို့ကထက်လန်းဆရာလို့ပဲနှုတ်ကပြောနေတာအိမ်မှာကြည်လိုက်ရင်လည်းရုပ်တွေကြည်လိုက်ရင်လည်းတရေရုပ်တို့နှက်ရုပ်တွေနှက်တော့မှဟိုနှက်ကအမြင့်နေမှုပဲနဲ့အနှိမ့်နေပဲဖြစ်နေတာပဲဒါမျိုးလေးရှိတယ်အဲ့ဒါလေးသတိထားစင်ခြင်းဖို့လိုပါမယ်ခုနှစ်သားသမီးနေနဲ့အဲ့ဒါတွေကကံကံရဲ့အကျိုးမှာအကုသိုလ်ကံတွေဖြစ်ပြီးတော့အကုသိုလ်အကျိုးပေးဖြစ်လာပြီးတော့မှဒုက္ခတွေရောက်တတ်တယ်ဒုက္ခတွေတိတ်ကြုံရတတ်တယ်ဆရာတွေနေနဲ့လည်းဒါမျိုးကိုသတိထားပါလို့ပဲအကြံပြုလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာဆိုတာကခံရင်တာမန်လူတက်ပို့ပြီးခံနိုင်ပါတယ်အားလုံးသတိအတိသတိကနိုင်ကြပါစေလို့အားလုံးပဲကိုယ်စိတ်တစ်ပါးကြီးချမ်းပါ